အခုဆိုရင် MNW ကနေပြီးတော့ပို့ထားတဲ့မြန်မာနိုင်ငံအကြောင်းတစ်ကြောင်းသားလေးတွေကအခုထိုင်းနိုင်ငံဘန်ကောက်မြို့မှာစာတွေ့တလလေ့လာနေဖြစ်ပါတယ်။အဲကြောင့်ဒီနေ့အထုပ်ကြီးထုတ်နေတဲ့မုံနေဝယ်ပြီးတော့ကျောင်းသားလေးတွေကိုကျောင်းသားလေးတွေကိုဒီမှာလေးတွေကိုသတ်သိမှဖြစ်ပါရဲ့ရှင်။ကျောင်းအခန်းထဲမှာရောက်နေတာပေါ့နော်သူတို့တွေကကိုပွားတွေကိုတင်မတဲ့ဟာကို practice လုပ်နေကြဖြစ်ပါတယ်အဲ့ဒါကိုသူလိုက်ကြည့်ကြအောင်နော်သူတို့ဘယ်လိုစူးစမ်းနေကြလဲဆိုတော့အခုဆိုရင်ကျောင်းသားတယောက်ကိုဆွဲထုတ်လာပြီပေါ့နော်အခုမောင်လေးဘာလုပ်နေကြလဲခန်းထဲမှာအခုကတော့ပိုးတွေပွားတွေကိုနေရာရွှေ့ပြောင်းလုပ်တာပရိုရှင်နဲ့ပတ်သက်ပြီးတော့ practice လုပ်နေတာပေါ့ခင်ဗျပရိုရှင်နဲ့ပတ်သက်ပြီးတော့ဒီတိုင်းပိုးပွားတွေဒီတိုင်းပဲအကြည့်ပဲပြထားမှဆိုတော့ပိုးတွေပွားတွေတော့ယောဂဗျာတွေပတ်စိုးတွေရတယ်ပါညာဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီဟာလေးကိုအခုသင်္ကန်းအနေနဲ့အားလုံးပေါင်းပြီးတော့ practice လုပ်နေတာအဲဆိုဒါ practice လုပ်ပြီးတော့နောက်တစ်လကြာရင်ကိုဘိုးဘွားဆောက်ရှောက်ထဲကိုသွားပြီးတော့မှကိုယ်တိုင်ဘိုးဘွားတွေကိုထိတွေ့ရတော့ပေါ့နော်အဲဆိုအခု practice လုပ်နေရအောင်အဆင်ပြေလားတကယ်ချင်းနေနဲ့ပျော်ကြကောင်းလားကြောက်ဖို့ကောင်းလားပျော်ကြတော့ကောင်းပါလေပြီးတော့အခုဆိုရင်မမြင်တာလူတွေကိုမနေရအဲ့ကြောင့်ဒီနေ့အဲ့လိုသင်ခန်းစာကိုမှာဖို့အတွက်ရှင်းပြနေရမှာရောမြန်မာလိုပဲလားဒါမှမဟုတ်ရင်ထိုင်းလိုလားဘယ်လိုခက်ခဲရှိလဲရှင်းပြနေမှာတော့ဘာသာပြန်အမှားတယောက်ကတော့ပြန်ပြီးရှင်းပြပေးတယ်ပေါ့ဒါကြီးတော့ခက်ခဲတော့မရှိပါဘူးတကယ်လို့ကိုနားမလဲမှရှိနေပြန်ပြီးလို့ရတယ်ပေါ့ပြန်ပြီးတယ်တကယ်လို့မှကိုသိနားမလဲဆိုရင်ကိုကချက်ကြည့်ပြရတဲ့ပြင်ဘယ်လိုမျိုးပြင်လို့ပြန်ရှာကြည့်လိုက်ရပေါ့ဒါပေမဲ့လည်းဒီအမှားတွေရှင်းပြတာတော့အကုန်လုံးရှင်းပါတယ်အမြဲတမ်းအခုလိုလက်တွေ့လေ့လာရလားစာတွေ့ဆိုရင်ရောဘယ်လိုဘာတွေတင်ရလဲပေါ့နော်အမြဲတမ်းပဲဒီလိုမျိုးတော့မဟုတ်ဘူးပဲစာတွေ့တော့လက်တွေ့တော့အကုန်လုံးညတောင်လို့လုပ်ပြလိုက်ကျေးဇူးတင်ပါတယ်မောင်လေးကောင်းနေခေါင်းကမုံမဲ့လားက